ဒီလိုနဲ့ attitude error နောက်မှရောက်တဲ့အခါမှာတော့ WCW ကတဖြည်းဖြည်းရိုင်းနေလာပြီး company ကိုရောင်းစားရမယ့်အချိန်တွေရောက်လာပါတယ် WCW ရဲ့ပိုင်ရှင် Ted Turner Vince McMahon စီဖုန်းဆက်ပြီးတော့သူ့ရဲ့ company ကိုဝယ်ချင်လာပေးခဲ့ပါတယ် Vince McMahon ကလည်းဝယ်မယ်ဆိုပြီးဖြေခဲ့ပါတယ် WWE ရဲ့ WCW ကိုဝယ်ယူပြီးတဲ့နောက်3ရက်လောက်မှာပဲနဗန်လောကကြီးတစ်ခုလုံးပြောင်းလဲသွားခဲ့ပါပြီ Vince McMahon က WCW ကိုတိုးတိုးတိတ်တိတ်နဲ့ဝယ်ယူခဲ့ပြီးတော့ဒီအတွက် storyline တစ်ခုကိုတော့ TV ရှိမှာပဲချပြခဲ့ပါတယ် WWE ရဲ့ပိုင်ရှင် Vince McMahon က WCW ရဲ့ TV screen ပေါ်မှာပေါ်လာပြီးတော့သူက WCW ကိုဝယ်ယူလိုက်ပြီးဆိုပြီးကြေညာခဲ့ပါတယ် Vince ရဲ့စိတ်ကူကတော့ TV show နှစ်ခုကိုတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးတော့တကယ်နဲ့လွှင့်မှုပါပဲဒီချမ်းကတော့တော်တော်လေးကြည်ပါတယ်ဒီဇလန်ကိုတော့ Vince McMahon လက်မှတ်ထိုးတဲ့အချိန် McMahon လို့သာရေးမိပြီးတော့ Shane McMahon ကစာချုပ်ရဲ့အရှိမသူ့ရဲ့နာမည် Shane ဆိုတာတစ်လုံးထည့်လိုက်တဲ့အတွက် WCW ကိုသူပိုင်သွားရဲဆိုပြီးတော့စတင်ခဲ့ပါတယ်ဒီနဗန်ကုမ္ပဏီနှစ်ခုရဲ့တရားနဲ့တရားအပြိုင်ဆိုင်ဖြစ်နေကြတာကိုစပြသဖို့ရည်ရွယ်ခဲ့တာပါပရိသတ်တွေကလည်းနောက်ဆုံးမှာတော့ Stone Cold နဲ့ Goldberg ဒီ Ace နဲ့ NWO ဒီလိုမျိုးအများအားမျှော်လင့်ခဲ့ရတဲ့ပွဲစဉ်တွေတွေ့ရတော့မယ်ဆိုပြီးတော့ရင်ခုန်စိတ်လှုပ်ရှားနေကြပါတယ်ဒီလိုမျိုးမျှော်လင့်ထားတဲ့ပွဲစဉ်တွေမတွေ့ရဘဲနဲ့ WWE ပရိသတ်တွေမသိကြတဲ့ WCW ကနဗန်သမားတွေပဲ WWE ကိုရောက်ရှိလာကြတာပါဆိုတော့လူများပြီးပွဲမစီဘူးပေါ့ဗျာအဲ့ဒါတွေနောက်ပိုင်းမှာတော့ WWE ရဲ့အခြေအနေကတဖြည်းဖြည်းနှင်းကျလာပြီးတော့ပြဿနာတွေလည်းတက်ရှုံးတွေလည်းပေါ်တရားဆက်ခံရတာတွေပါဖြစ်လာပါတယ် Stone Cold သရောထွက်ခွာသွားတဲ့အချိန်မှာတော့ WWE ကိုပြောင်းလဲဖို့အချိန်တန်ပါပြီဒါကတော့ကျွန်တော်ရှေ့ဗီဒီယိုမှာပြပြခဲ့တဲ့အတိုင်းအဲ့ဒီအချိန်တုန်းက Stephanie McMahon က John Cena ကို rapper လုပ်ဖို့ကြံပေးခဲ့တဲ့အချိန်ဖြစ်ပါတယ်သူ့ရဲ့အဖေလို့ကြာပရိသတ်ကိုဖျော်ပြဖို့ဆိုဘာမှမလုပ်မယ်ဆိုတဲ့ Stephanie McMahon လိုလူမျိုးအတွက်တောင် Vince McMahon ရဲ့တချို့စိတ်ကူးတွေကအရန်ကိုအစွန်းရောက်နေတာမျိုးတွေရှိပါတယ် Vince ရဲ့စိတ်ကူးတစ်ခုကဆို Stephanie ရဲ့ဘိုက်ကြီးနေပြီအဲ့ဒီဘိုက်ကြီးနေတဲ့ကိုဝင်ကိုပြတ်ချအောင်လုပ်မယ်လို့က Vince McMahon ကိုယ်တိုင်ပါပဲဒီအကြောင်းတော့ Stephanie ကလက်မခံခဲ့ပါဘူး Stephanie အတွက်တော့ Vince McMahon ဆိုတာ Mr. McMahon ဆိုတဲ့ character ကြီးလည်းဟုတ်တယ်သူ့ရဲ့သတိလည်းဟုတ်တယ်အဲ့အပြင်သူ့ရဲ့အဖေရင်လည်းဟုတ်နေပါတယ်အိမ်မှာသူအမြဲမြင်နေကြသူ့ရဲ့အဖေ Vince McMahon နဲ့ company မှာမြင်နေရတဲ့သတိ Mr. McMahon တို့ကမတူညီပါဘူးအိမ်ကသူ့အဖေ Vince McMahon ကသူ့အပေါ်ချင်တာသလား company ရဲ့သတိ Mr. McMahon ကတော့သူ့အပေါ်မျှော်လင့်ချက်တွေအများကြီးထားပါတယ်သူသဖြင့်မိသားစုဝင်နေစီရပါStephanie နဲ့ Shane McMahon တို့ WWE ကိုရောက်ခါစားလူချမ်းများတဲ့ character တွေမဖြစ်သေးခင်ဆို Vince McMahon သူတို့ကိုတခြားအောက်ခြေသတင်းလုပ်တွေကိုခံခဲ့ပါတယ် Stephanie နဲ့ Shane တို့ရဲ့ idea တွေကိုတင်ပြရတဲ့အခါမှာလည်း Vince ကချက်ချင်းပဲညှင်းပယ်ပြီးအသုံးကျဖို့ပိုကောင်းအောင်လုပ်တဲ့ဆိုပြီးသူတို့ပိုကောင်းတဲ့လူဖြစ်လာအောင်တွန်းအားပေးခဲ့ပါတယ် Vince McMahon တရားဆိုင်ရင်နာဖို့တဲ့သဘောမျိုးပါပဲဒါပေမဲ့ Shane သက်ဆိုင်သူ့ရဲ့သမီးလေးဖြစ်တဲ့ Stephanie McMahon ကိုတော့ Vince McMahon ကစင်နာပို့ခဲ့တယ်လို့ပြောလို့ရပါတယ် Shane နဲ့ Vince တို့တာအဖနှစ်ယောက်ကလည်းအမြင်မတူတာတွေများပြီးတော့တိတ်ပြီးကီးမကြိုက်ကြပါဘူးတခါတော့ဆို Shane McMahon ကကြိုးဝိုင်းထဲမှာပြောခဲ့တာရှိပါတယ် TV screen ရှိမှာပဲ Shane McMahon ကသူဘလောက်ပဲကြိုးစားသူ့အဖေအတွက်ပတ်စံတွေဘလောက်ပဲရှာပေးသူ့အဖေကတော့သူ့ကိုဘယ်တော့မှအတိမတ်ပြုမှာမဟုတ်ဘူးဆိုပြီးပြောခဲ့တာတွေရှိပါတယ် WWE မှာလက်တွေ့နဲ့ဇလန်ဆိုတဲ့ကြားကလပ်ကအရန်ပါလွန်တာကြောင့်ဒါတွေကတကယ်ပြောနေရလဲဖြစ်နိုင်တယ်လို့ဇလန်အရာပြောနေရတယ်လည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့သူတို့ပြောနေတဲ့စကားတွေထဲမှာလက်တွေ့ဘဝရဲ့ခံစားချက်တွေပါနေတယ်ဆိုတာကိုတော့ညင်းလို့မရပါဘူးShane ရဲ့ WWE မှာပါဝင်ပတ်သက်မှုကမတည်မငြိမ်ဖြစ်နေတာများပါတယ်။ပြောရရင်မိသားစုတွေကအပေခံတယောက်ဖြစ်နေသလိုပါပဲ။ဒါပေမဲ့ Shane ကဒီလုပ်ငန်းကိုငယ်ငယ်လေးကစိတ်ဝင်စားပြီးတော့ Vince McMahon ရဲ့မျိုးဆက်သစ်လက်ဆင့်ကမ်းဆက်ခံသူဖြစ်လာခြင်းကအသိသားကြီးပါပဲ။ Shane က WWE ကိုလက်လွဲမိခင် ကုမ္ပဏီတစ်ခုခုကိုဦးဆောင်ပြီးတော့သူ့ဖေကိုသူလုံနိုင်ကြောင်းသက်သေပြခြင်းခဲ့တာပါ။အဲဒီတော့ဆို UFC ကသူတို့မှာငွေကြေးပြဿနာတွေရှိနေတာကြောင့်သူတို့ကုမ္ပဏီကိုဝယ်ချင်လားဆိုပြီးတော့ Shane McMahon ကိုပေးခဲ့ပါတယ်။ Shane ကလည်းသူ့အဖေကိုသူ့အတွက်ဝယ်ပြီးဖို့တောင်းဆိုခဲ့ပါတယ်။ဒါကိုခွင့်ရေးကောင်းကြီးတည်းအနေနဲ့မြင်ခဲ့ပြီးတော့တိုက်ခိုက်ရေးအားကစားကလည်းအတူတူပဲဖြစ်တဲ့အတွက်သူ့မှာဒီလုပ်ငန်းကိုအောင်မြင်အောင်လုပ်ဖို့အတွေးခေါ်အမြင်တွေအများကြီးရှိနေပါတယ်။ပြီးတော့ UFC ကကုမ္ပဏီလိုက်ကြီးအောင်လာဖြစ်လို့သူ့မှာ production team တွေ marketing team တွေတိုက်ခိုက်ရေးသမားတွေအကုန်လုံးကအစဉ်သိရှိနေပြီးသားပါခုခတ်ပြီးစားရုံပါပဲဒါပေမဲ့ဒီအချန်ကို Vince McMahon ကတော့လက်မခံပါဘူးသူ့အမြင်မှာ UFC ကတိုက်ခိုက်ရေးသမားတွေကတကယ်ထိုးကြတာဆိုတော့သူတို့ရဲ့ fighter တက်တန်းကတိုးလုံးပြီးတော့ WWE ရဲ့နဗန်သမားတွေကကြတော့တစ်နှစ်ကိုရက်ပေါင်း200လောက်လမ်းပေါ်သွားနေရပြီးတော့အပတ်တိုင်းမှာပွဲတွေထိုးနေရတဲ့အတွက်ဒီလုပ်ငန်းနှစ်ခုကမတူဘူးလို့ Vince McMahon ယူဆပါတယ်အချင်းချုပ်ရရင်တော့ Vince McMahon တို့ WWE က UFC ကိုမဝယ်ပစ်ခဲ့ပါဘူးဒါပေမဲ့နောက်ထပ်10နှစ်လောက်ကြာပြီးတဲ့အခါမှာတော့ UFC ကိုဒေါ်လာ4ဘီလီယံကျော်နဲ့ရောင်းချခဲ့ပါတယ်အဲဒီအခါမှာတော့ Shane McMahon Vince McMahon ကိုသွားပြီးတော့ကျွန်တော်ပြောခဲ့ရမဟုတ်ဘူးလားပုံစံနဲ့သွားလို့တဲ့အချိန်မှာတော့ Vince ကမင်းအဲ့လောက်သိကြနေမင်းပတ်စံနဲ့မင်းဝယ်ပြီးကိုယ့်ကိုလှုပ်လိုက်ပါလားဆိုပြီးတော့ပြန်ပြောခဲ့ပါတယ်တနေ့တော့ Shane နဲ့ Vince တို့အသားဖားနေအောင်အကြီးအကျယ်ညင်းပွားစရာတစ်ခုဖြစ်လာပါတယ်အဲဒီတော့ Shane McMahon တယောက်ကလှုပ်ဖြစ်မယ်လို့စိုးစမ်းမြဲယုံကြည်နေတဲ့အရာကို Vince McMahon ကလုံးဝကိုခါခါတီးတီးငင်းခဲ့တာပါဒီလိုနဲ့ပဲအတိုက်ခံနေဖြစ်ကြပါတော့တယ်အဲဒီဒီမှာတော့ Vince McMahon ညစာစားနေရင်းနဲ့သူ့လက်ထက်ကဓာတ်ကိုကန်ပေးပြီးတော့ Shane ကိုသူ့ရင်ဘတ်ကိုတိုးလိုက်ဖို့ပြောပါတယ်အင်ဒီကိစ္စကိုအရန်လှုပ်ချင်နေရင်ငါရင်ဘတ်ကိုဖိထားနဲ့ထိုးလိုက်အသက်ရှင်နေရင်တော့မင်းတောင်လှုပ်လို့ရမှာမဟုတ်ဘူးဆိုပြီးတော့ Vince McMahon ပြောပါတယ်မင်းမလို့ရရင်တော့မင်းကတတိမရှိတဲ့ကောင်ပဲတတိမရှိတဲ့ကောင်လာတောင်းဆိုနေတဲ့အချက်ကိုငါကလည်းလိုက်ရောတင်မလိုက်ရောတင်စဉ်းစားရမှာပဲဆိုပြီးတော့ပြန်ပြောခဲ့ပါတယ်အဲဒီနောက်မှာတော့ Shane McMahon တယောက် WWE ကနေထွက်ခွာသွားခဲ့ပါတယ်
ရှိန်အတွက်ကတော့သူငယ်ငယ်လေးကဖြစ်နေခဲ့တဲ့တစ်သက်လုံးလုပ်ချင်နေခဲ့တဲ့လုပ်ငန်းကနေထပ်ခွာရတယ်ဆိုတာလွယ်ကူမနေပါဘူးဒါပေမဲ့လည်းသူဖြစ်နေတဲ့အရာတွေကသူ့အဖေကုမ္ပဏီပိုင်ရှင်တတိဖြစ်နေသွေးတော့ခက်လာမှာမဟုတ်လို့အဖေနဲ့တိုက်ခံလို့မလုပ်ချင်တဲ့အတွက်ရှိန်က WWE ကနေထွက်ခဲ့တာပါVince ကလည်းသူကိုယ်တိုင်ဘာမှမရှိတဲ့ဘဝကနေဒီလိုမျိုးနဗန်လောကကြီးတစ်ခုလုံးကိုလက်ကိုချီနဲ့တည်ထောင်ခဲ့တဲ့အတွက်သူရဲ့ပတ်စံတွေအထောက်ပံ့နေရပြီးတော့မှကြီးပင်းလာတဲ့သားသမီးတွေကဒီလုပ်ငန်းကိုသူ့ဖယ်ခိုင်းပြီးလွယ်လွယ်ယူမယ်ဆိုတာလက်မခံပါဘူး Ruthless Aggression Era ကလည်းသူ့အနေနဲ့သူအတိုင်းအတာတစ်ခုတည်းတော့အောင်မြင်ခဲ့ပေမဲ့ John Cena Champion ဖြစ်လာတဲ့အခါမှာတော့ကလေးတွေကိုဥတီတဲ့ PG Era ကိုပြောင်းလဲဖို့ဖြစ်လာပါတယ် John Cena ကြောင့်ပဲ Ruthless Aggression Era ရပ်တန့်ခဲ့ပြီးတော့ PG Era စတင်ခဲ့အောင်အဲ့မလို့လဲ Attitude Era, Ruthless Aggression Era တော့ကနဗန်ပရိသတ်တွေကဂျွန်စီနာကိုမုန်းကြတာဖြစ်ပါတယ်။ရှေးမြမကတော့ WWE ကထွက်ပေါ်သွားခဲ့ပေမဲ့ Stephanie McMahon ကတော့ဒီအချိန်မှာ WWE မှာအမြဲတမ်းစတိုက်ရှိနေခဲ့ပါတယ်။ PG Era ကတော့ကလေးတွေကိုအသားပေးပြီးတော့ဇလန်တွေကပေါ်တော်ဆန်ခဲ့ပေမဲ့စီးပွားရေးအရာကတော့အကြီးကျယ်အောင်မြင်ခဲ့တယ်လို့ပြောရမှာပါ။ Sponsor အသစ်တွေပစ္စည်းရငွေတွေနဲ့ WWE ကတန်မိုးတော်တော်လေးတက်လာခဲ့ပါတယ်။ဒါပေမဲ့လည်း Attitude Era တို့ Ruthless Aggression Era တို့ကြီးကနဗန်ပရိသတ်တွေကတော့သူ့လိုတွေကိုမြင်နေရတာလုံးဝကိုစိတ်ကြည်နှက်စရာကောင်းနေပါဘူးဒီကလေးတွေကိုဥတီတဲ့ PG Era အရွေးနဲ့အတူပူတွဲပါဝင်လာတာကတော့မျိုးသမီးတွေပါပဲအရင်နဲ့မတူတော့ဘဲနဲ့နဗန်လောကမှာမျိုးသမီးတွေကိုပုံဖော်တာပိုပြီးလဲ professional ဆန္ဒလို့အဓိပ္ပာယ်လည်းပိုပြီးရှိလာပါတယ်ဒီလိုမျိုးပြောင်းလဲမှုကိုဥဆောင်ခဲ့တာကတော့ WWE ပရိသတ်တွေပါပဲပရိသတ်တွေကမျိုးသမီးတွေရဲ့ TV screen တိုင်းမညီမျှမှုတွေပြီးတော့တခြားလိန်သားပေးဖော်ပြပြီးတော့အသုံးခံရမှုတွေကြောင့် social media ပေါ်မှာ complaint တွေတက်လာကြပြီးတော့အမျိုးသမီးတွေကိုလည်းအခွင့်အရေးပေးဖို့တောင်းဆိုလာကြပါတယ် Vince ကလည်းဒီလိုပြောင်းလဲမှုကိုလက်ခံမှုမသိကြခဲ့ပေမဲ့နောက်ဆုံးမှာတော့ပရိသတ်တွေတောင်းဆိုတာကိုသူလိုက်ရောခဲ့ရပါတယ်ဆိုတော့ဒီကိစ္စတွေကို WWE မှာဥဆောင်မှုဖြစ်လာတာကတော့ Stephanie McMahon ပါပဲ Stephanie ကလည်းသူ TV ဇာတ်ကောင်အနေနဲ့ရှိလာခဲ့တာနှစ်တွေတော်တော်ကြာခဲ့ပြီဆိုတော့ဝီလဲကနဲ့မှလည်းသူကအမျိုးသမီးတွေရဲ့အကူအားထားရဖြစ်လာပါတယ်သူရဲ့ယောက်ျား Triple H ကလည်း creative ဘိုင်းမှာပို့ပြီးတော့ပါဝင်ပတ်သက်လာပြီးတော့ Vince McMahon နံပါတ်2လိုမျိုးဖြစ်လာပါတယ်ဒါတွေဖြစ်နေတဲ့အချိန်မှာ Shane McMahon တယောက်ကပဲရောက်နေတာလဲ Shane ကတော့ WWE ကနေထွက်ခွာပြီးတော့ဒီနဗန်လောကနဲ့အဆက်အသွယ်ပြတ်နေခဲ့တာ9နှစ်လောက်တောင်ရှိပါပြီဒါပေမဲ့တရက်မှာတော့သူ့အဖေစီကအကြံတစ်ခုရှိရဆိုပြီးဖုန်းဝင်လာခဲ့ပါတယ် Vince McMahon ရဲ့အကြံကတော့ဒီလိုပါ Vince ကသူ့အဖေဖြစ်သူ Vince McMahon Senior ရဲ့အထိမ်းအမှတ်အနေနဲ့ပေးမဲ့စုတကူဒီဇလမန်ရမရတဲ့ Stephanie McMahon ကလက်ခံရယူဖို့ဖြစ်နေပါတယ်အဲဒီအချိန်မှာဘယ်သူမှမမျှော်လင့်ထားတဲ့ရှေးမြမန်ရဲ့သချင်းတန်ထွက်လာပါတယ်ပရိသတ်တွေလုံးဝမမျှော်လင့်ထားတဲ့အရာပါရှေးမြမန်ကိုအားပေးမှုဟာချွတ်စင်ပါရှင်းရလဲအကြာကြီးခွဲပြီးကမှသူအရန်ချစ်တဲ့ဒီလုပ်ငန်းစီပြန်လာတဲ့အချိန်ပရိသတ်တွေဒီလိုကြိုးဆိုတာအမြင်ကတော့အရန်ဝမ်းသာနေပါတယ် Vince McMahon ရဲ့မျက်လုံးထဲမှာလည်းခွန်ယူနေတဲ့အရေးအယောင်တွေမြင်နေရပါတယ် Stephanie ကလည်းပုံစံမပြတ်အောင်ထိန်းထားပြီးမဲ့သူ့မျက်လုံးထဲမှာလည်းဝမ်းသာလုံးလုံးမျက်ရည်တွေဝဲနေပါတယ်ဆိုတော့ဇလန်ကိုဆက်ကြရအောင်ချင်းရ Stephanie McMahon ကိုပြောပါတယ်နင်းနဲ့ယောက်ျား Triple H ကဒီကုမ္ပဏီကိုကြောက်ထဲဆွဲချနေကြတာငါဒီလုပ်ငန်းကိုပြန်ဖက်စေချင်တယ်ငါ Monday Night Raw ကိုအောက်ချုပ်ခွင့်ရချင်တယ်ဆိုပြီးတော့ပြောပါတယ်အဲ့ဒါမလို့လဲ Shane McMahon Vince McMahon ရွေးချယ်ထားတဲ့ပြိုင်ဘက်နဲ့ WrestleMania မှာပွဲထိုးဖို့ဖြစ်လာပါတယ် Vince ရွေးလိုက်တာကတော့ Undertaker ပါပဲဒီလိုနှစ်တွေကြာပြီးမှ WWE ကိုပြန်ရောက်လာတဲ့ Shane တယောက်အတွက်တော့ WrestleMania လို့ပွဲကြီးမှာ Undertaker နဲ့ထိုးခွင့်ရတာထက်ပိုပြီးတော့အကုန်ယူဖို့ကောင်းတာမရှိတော့သေးလဲရှိပါသေးတယ်သူ့ရဲ့မျိုးဆက်သူ့ကလေးတွေနဲ့အတူ WrestleMania လို့အစဉ်မြင့်မှာသူ့ရဲ့ကိုယ်ပိုင်သချင်းနဲ့ပွဲထွက်ခွင့်ရတာပါပဲ WrestleMania မှာတော့Shane ကသူ့သားသမီးတွေနဲ့အတူဂျိုးဝိုင်းနဲ့ကိုဝင်ရောက်လာခဲ့ပါတယ်ဖေတယောက်တော့လုံးဝကိုဂုဏ်ယူရပါပဲ Undertaker ကလည်းဂျိုးဝိုင်းနဲ့ဝင်လာခဲ့ပါပြီ Hell in a Cell ဆိုတာ Undertaker ကြောင့်ပေါ်လာတဲ့ Undertaker ရဲ့အမှတ်အသားပွဲစဉ်ဖြစ်တဲ့အတွက်ဒီပွဲစဉ်မှာ Undertaker ကိုရင်ဆိုင်ရတာလွယ်ကူလို့တော့မနေပါဘူးပွဲကလည်းတကယ်ကြီးကောင်းခဲ့ပြီးတော့ Shane McMahon ကလည်းသူ့အဖေကိုတခုခုတတ်သိပြခဲ့တယ်လို့ပြောလို့ရပါတယ်ရှင်းရသူ့အဖေအတိမတ်ပြတာခံရဖို့ငငယ်လေးကစူးစမ်းခဲ့ရပါရှင်းရဲ့ပွဲတွေကိုပြန်ကြည့်လိုက်ပါတခါတော့ဆိုရှင်းတယောက် cut angle နဲ့ hardcore ပွဲတွေ့ခဲ့တာရှိပါတယ် cut angle ဆိုတာ Olympic champion မှာလူတွေကိုကင်ပေါက်တာနဲ့နာမည်ကြီးပါတယ် cut ကသူသုံးနေကြအကွက်အတိုင်းရှင်းကိုမှန်နိုင်ငံတစ်ခုစီကင်ပေါက်လိုက်ပါတယ်ဒီမှန်တော့အစအဆက်တင်လုပ်ပြီးတော့အလွယ်တကူခွဲအောင်လုပ်ဖို့စီစဉ်ထားပေမဲ့စက်တင်သမားကဒါကိုလဲဖို့မေ့ခဲ့ပါတယ်ပြောရရင်မှန်အစ်ဖြစ်နေပါတယ်ဆိုတော့ကင်ပေါက်ခံလိုက်ရတဲ့ရှင်းမှန်တယောက်မှန်တဲ့ထီကမှန်ကွဲမသွားပဲနဲ့ရှင်းတယောက်ကတော့မြေကြီးပေါ်ကိုခေါင်းနဲ့ကျသွားပါတယ်ကတ်အန်ဂယ်ကနောက်တစ်ခါထပ်လွတ်ပစ်လိုက်တဲ့အခါမှာတော့မှန်ကွဲသွားပါတယ်စင်နာမှာရှိတဲ့လူတွေကတော့ရှင်းမှန်အတွက်စိတ်ပူနေကြပါပြီဒါပေမဲ့ဇညွန်းမှာတော့နောက်ထပ်မှန်တစ်ချက်ခွဲဖို့ကြံနေပါသေးတယ်ကတ်အန်ဂယ်ကရှင်းမှန်ကိုနောက်ထပ်တစ်ခါကင်ပေါက်ပြီးတော့မှန်စီထပ်ပြီးတော့လွတ်ပစ်ပါတယ်အမှန်မကွဲပါဘူးနောက်တစ်ခါထပ်ပစ်တော့လည်းမကွဲပါဘူးနောက်ဆုံးတစ်ခါတော့ကတ်အန်ဂယ်တယောက်ရှင်းကိုကင်မပေါက်တော့ပဲနဲ့လေဗီကနေကင်ပြီးတော့ပဲမှန်စီလွတ်ပစ်လိုက်ပါတယ်ဒီတစ်ခါတော့မှန်ကွဲသွားပါတယ်အဲဒီညမှာတော့ရှင်းတယောက်တကယ်ပေးဆက်ခဲ့ရပါသူ့ဖေအတိမတ်ပြတာကိုခံရဖို့ကုမ္ပဏီမှာရှိတဲ့ဘယ်သူမှလုံးမှာမဟုတ်တဲ့လုံးဝကိုယူနန်နဲ့အရာတွေကိုသူလုပ်ခဲ့ပါတယ်ဒီလိုမျိုးအသက်နဲ့ရင်းမိစွန့်စားခဲ့တာတွေအားလုံးအတွက်ပြန်လို့ချင်တာကတော့တစ်ခုတည်းပါသူ့အဖေရဲ့အတိမတ်ပြမှုပါဒီတစ်ခါမှလည်းရှင်းတယောက်P20လောက်မြင့်တဲ့လောင်ရီပေါ်ကိုတက်သွားပြန်ပါပြီ
သူဒီကနေခုံချရတော့မှာပါရှိန်မမှန်တရားဒီလိုတွေစူးစမ်းနေတာကိုလည်း Vince ကသိပါတယ် NLD ကနဲ့ပွဲပြီးမှာတော့ရှိန်တရားသူအမြဲလိုချင်နေတဲ့သူ့ဖေစီကအတိမတ်ပြမှုကိုရရှိခဲ့ပါတယ်တကယ်လည်းထိုက်တန်ခဲ့ပါတယ်ရှိန်မမှန်ဒီလိုပြန်လာခဲ့ပေမဲ့သူ့ကိုတော့ကျိုးဝိုင်းထဲမှာပဲအတွေ့များပြီးတော့အစီမံခန့်ခွဲမှုပိုင်းမှာကျတော့ Vince မမှန်အသိမသုံးခဲ့ပါဘူးဒါပေမဲ့လည်းရှိန်ကတော့ WWE ရဲ့ဆက်ခံသူဖြစ်လာဖို့လက်မလျှော့သေးပါဘူးသူဖြစ်လာမယ်လို့လည်းယုံကြည်ခဲ့ပါတယ် WWE ကို Vince McMahon စီကလက်ဆင့်ကမ်းခဲ့တာကတော့ Stephanie McMahon ပါပဲဆိုတော့ Shane တယောက်ကိုကြော်ပြီးတော့ဘာဖြစ်လို့ Stephanie McMahon ကိုရွေးချယ်ခဲ့တာလဲ Shane ထက်စာရင် Stephanie McMahon Vince McMahon နဲ့ပို့ပြီးတော့ဇေယိုက်တူပါတယ် Shane ကသဘောအရန်ကောင်းပါတယ်နဗန်လောကမှာခင်ဗျားကုမ္ပဏီပိုင်ရှင်ဖြစ်နေပြီးတော့သဘောအရန်ကောင်းနေခင်ဗျားလူတွေကအသုံးချတော့မှာပါအခွင့်အရေးယူကြမှာပါ Stephanie McMahon တော့ဒါမျိုးဘယ်သူမှလုပ်ရဲမှာမဟုတ်ပါဘူးဆိုတော့ဒီအပိုင်းမှာ Stephanie နဲ့ Shane တို့နှစ်ယောက်ကြားကွာခြားချက်ကတော်တော်ကြီးကြီးပါတယ်2010ကနေ2020ခုနှစ်ကြာမှာ WWE မှာ Vince McMahon, Stephanie McMahon နဲ့ Triple H တို့ဟာအာဏာအရှိဆုံးလူတွေပါဒီကြားထဲမှာသူတို့ရခဲ့တဲ့အောင်မြင်မှုတွေကလည်းတော်တော်ကြီးကြီးပါတယ်ပထမဆုံးတော့ WWE Network ဆိုတာကိုစတင်တည်ထောင်ခဲ့တယ် WWE ပွဲတွေကို24နာရီ live streaming ကြည့်လို့ရပါတယ်ပြီးတော့ social media တွေမှာလည်း company ရဲ့ follower တွေကအရန်ဟိုကြီးထွားလာခဲ့တယ်ပြီးတော့လိုမျိုးရုပ်သံလိုင်းတွေနဲ့စာချုပ်အသစ်တွေချုပ်နိုင်ခဲ့သလို Linda McMahon ကလည်း Donald Trump ရဲ့အကြံပေးအဖွဲ့တွေကိုဝင်နိုင်ခဲ့တယ် AEW လိုမျိုးပြန်ဘက် company အသစ်တွေပေါ်လာခဲ့ပေမဲ့ AEW ရဲ့နာမည်အကြီးဆုံး superstar ပါဆိုတဲ့ Cody Rhodes တောင်3နှစ်ကြာတဲ့အခါမှာ WWE ကိုပြန်လာခဲ့တာပါဆိုတော့ WWE ကကြီးကြီးမားမားအောင်မြင်ခဲ့တယ်လို့ပြောလို့ရပါတယ်Vince McMahon ရဲ့နေရာကိုဆက်ခံမဲ့သူအကြောင်းပြောနေကြရဲဆိုပေမဲ့ Vince McMahon ကို WWE ကအနိုင်ယူသွားမယ်လို့ဘယ်သူမှမထင်ကြပါဘူး Vince McMahon မရှိတဲ့နဗန်လောကကြီးဆိုတာဘယ်သူမှစိတ်ကူးတော့မရင်ကြည်ဘူးတဲ့အရာပါ Vince McMahon တယောက်သူ့ရဲ့နောက်ဆုံးထွက်သက်အထိ WWE မှာဆက်လက်အုပ်ချုပ်နေမယ်လို့ယူရိုင်းကထင်ခဲ့ကြပါတယ်ဒါပေမဲ့လည်း2022မှာတော့ Vince McMahon ကသူ့ရဲ့ဝန်ထမ်းဟောင်းတယောက်ကနေလိမ်မိုင်းဆိုင်ရာဆူဆွဲမှုတွေခံရပြီးတဲ့နောက်မှာတော့ WWE ကနေအနိုင်ယူတော့မယ်ဆိုပြီးကြေညာခဲ့ပါတယ်ဒီအမှုတွေကြောင့်တော့စိတ်ဝင်စားရင်နောက်မှဗီဒီယိုသက်သက်ထပ်လုပ်ပေးပါမယ်Vince က WWE ရဲ့ပိုင်ရှင်နေရာနဲ့အနားယူခဲ့ပေမဲ့ creative ပိုင်းမှာတော့ဆက်လက်ပါဝင်နေသေးပါပဲ။နားယူရမယ်လို့သူကြီးညာခဲ့တဲ့အချိန်မှာတော့သူ့ရဲ့အသက်က89နှစ်ရှိနေပါပြီ။ဒီလိုကြီးညာခဲ့တဲ့ညမှာပဲ Stephanie McMahon က SmackDown ရဲ့အဖွဲ့မှာစကားပြောခဲ့ပြီးတော့ WWE ပရိသတ်တွေကိုစား Vince McMahon ကိုကျေးဇူးတင်ခဲ့ပါတယ်။နှစ်ပေါင်း40ကျော်ကြာ WWE ကိုဦးဆောင်ခဲ့တဲ့ Vince McMahon မရှိတဲ့ညမှာတော့ WWE ဝတ်လဲကန်းထဲမှာပေါ်လောရနေပါတယ်။ Vince ရဲ့အမွေနှစ်ကိုတော့ Stephanie McMahon လက်ဆင့်ကမ်းခဲ့ပြီးတော့ Triple H ကတော့ creative ပိုင်းတွေကိုဆက်လက်တာဝန်ယူခဲ့ပါတယ်နာယီဝေးသိမကြခင်မှာပဲ Vince McMahon တရား WWE ရဲ့ CEO အနေနဲ့ပြန်လာခဲ့ပြီးအဲဒီခါမှာတော့ Stephanie McMahon ကကုမ္ပဏီကနေနှုတ်ထွက်ခဲ့ပါတယ်။အဲဒီအချိန်မှာပဲ Vince တယောက်ကအနားမြူခြင်းပေမဲ့သူနဲ့နှီးစပ်တဲ့သူတယောက်က Vince ကိုအနားယူဖို့ဖိအားပေးခဲ့တယ်ဆိုပြီးသတင်းတွေလည်းထွက်လာပါတယ်။ Vince McMahon ကသူ့ရဲ့ WWE ကိုအယောင်းတင်နေပြီးတော့အဲဒီနောက်မှာတော့ UFC က WWE ကို$21 ဘီလီယံနဲ့ဝယ်ယူခဲ့ပါတယ်။ UFC နဲ့ WWE ပေါင်းထားတဲ့အဖွဲ့အစည်းကိုတော့ TKO Group လို့ခေါ်ပါတယ်။ TKO Group ကိုUFC က51%ပိုင်ဆိုင်ပြီးတော့ WWE က49%ပဲပိုင်ဆိုင်တဲ့အတွက်အရင်လိုမျိုး WWE ပေါ်အလုံးစုံထိန်းချုပ်ခွင့်မရှိတော့ပါဘူး။ WWE ရဲ့အခြေအနေကတော့တော်တော်လေးကောင်းနေပြီးတော့နောက်ပိုင်းမှာ Netflix လိုမျိုးကုမ္ပဏီတွေနဲ့ပါစာချုပ်တွေချုပ်ဆိုနိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ Vince McMahon ပေါ်လိမ်မိုင်းဆိုင်ရာဆွဆွဲတဲ့အမှုတွေထပ်မံပေါ်ပေါက်လာတဲ့အခါမှာတော့ကုမ္ပဏီရဲ့ဖုတ်အဖွဲ့က Vince McMahon ကိုနှုတ်ထွက်ဖို့ဖိအားပေးခဲ့ပြီး Vince McMahon တယောက် WWE ကနေအပီးတိုင်းအနားယူခဲ့ပါတယ်။ဒါကတော့ခေတ်တွေပြောင်းသွားခဲ့ပြီဆိုတာကိုဆိုလိုချင်တာပါ။အရင်လိုမျိုးကိုယ်ပိုင်ကုမ္ပဏီမှာအလုံးစုံထိန်းချုပ်ခွင့်မရှိတော့ဘဲနဲ့ Vince McMahon တယောက်အရင်လိုမျိုး absolute power မရှိတော့ဘူးဆိုတာကိုပြောချင်တာပါပဲ။ Vince ကတော့သူ့ရဲ့ share တွေအကုန်လုံးကိုပါရောင်းချပြီးတော့နဗန်လောကကနေအပီးပိုင်းထွက်ခွာသွားခဲ့ပါတယ်။ WWE ကိုတော့ Stephanie နဲ့ Triple H တို့ကဆက်လက်ဦးဆောင်နေပြီးတော့အခုထိလည်းပတ်စင် show တွေဆက်လက်ပြသနေသေးဖြစ်ပါတယ်။ဒါကတော့ Vince McMahon ရဲ့သားနဲ့သမီးနှစ်ယောက်ဖြစ်တဲ့ Stephanie McMahon နဲ့ Shane McMahon တို့ရဲ့အကြောင်းပြောပြပေးခဲ့တာပါ။ဒီလိုမျိုးနဗန်အကြောင်းအရာတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ Gabon WWE Channel ကို Subscribe လုပ်ပြီးတော့ဗီဒီယိုလေးကိုလည်းသူများတွေမြင်အောင် share လုပ်ပါလို့ရပါတယ်။ Channel ရဲ့ပန်းနိုင် follower 9000ရအောင်လည်းကူညီပေးသွားကြပါအောင်။နောက်ဗီဒီယိုကြမှာပြန်တွေ့တာပေါ့ဖြစ်တယ်နော်